မင်္ဂလာပါ Head to Success HTS ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်သင်ခန်းစာမှာကတော့ကြောက်ကြီးစီရေမြောင်းတိဆောက်ခြင်းလုပ်ငန်းအတွက်ဒီ plastering work ပေါ့နော် plastering work ဒီတွက်ချက်တာတွေနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးမှာဖြစ်တယ်ရှေ့သင်ခန်းစာတွေမှာတော့ဒီတခြား work item တွေတွက်ခဲ့ပြီပေါ့နော်အဲ့တော့ဒီဥစ္စာလေးတစ်ချက်ကြည့်မယ်ပေါ့အဲ့တော့အခုဒီမှာဆိုလို့ရှိရင်ကြောက်ကြီးစီရေမြောင်းအတွက် plastering work လုပ်မှာဒီအပိုင်းလေးအဲ့တော့ဒီအပိုင်းလေးကတကယ်တမ်းကျတော့သူကဒီပြောမှဆိုရင်စလုတ်ကလေးနဲ့ကိုအဲ့တော့စလုတ်လေးနဲ့ဆိုပုံလေးဆွဲထုတ်လိုက်ဒီလိုပုံစံဖြစ်မှာပေါ့နော်ဒီအောက်ခြေကကျတော့ဒီမှာတပိတ်3ရဲ့တပ်ပေရဲ့ဆိုတော့သူ့ရဲ့ခြားနာခြင်းက3လက်မှရှိမယ်နောက်တစ်ခါဒီအမြင့်လေးကတော့3ပေရဲ့3လက်မှရဲ့ဆိုတော့3ပေနဲ့3လက်မှရှိမယ်ပေါ့အဲ့ခါကျတော့ဒီတို့ကဒီအဆောင်လန်လေးလိုချင်တာဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒါကတောင်းမှန်ကန်အနားလေးပေါ့အဲ့ခါကျတော့ပိုက်သာဂိုရသီယိုရန်ရဆိုရင်အဲ့ဒီ A ဆိုတဲ့ပိုက်သာဂိုရဒီဟိုဟာလေးပေါ့နော်ဒီထောင်းမှန်ကန်အနားပေါ့ sorry hypotenuse ရဲ့လေ length လေးကိုလိုချင်တယ်ဆိုလို့ရှိရင်တို့ကဗာလဲတခြားအနားနှစ်ဖက်ရဲ့နှစ်ထပ်ကိန်းတွေနှစ်ထပ်ကိန်းတွေပေါင်းခြင်းကိုတို့က square root ရှာလိုက်ရပြီပေါ့နော်အခါကျတော့အဲ့ဒီပုံသင်နည်းနဲ့တွက်မှာဒါကြောင့်မို့လို့တို့ကဒီမှာ3ပေ3 3.25နှစ်ထပ်ရဲ့0.25 3လက်မနှစ်ထပ်ရဲ့ကိုတို့ square root ရှာထားတာအဲ့တော့အဲ့ဒီနည်းနဲ့တွက်လိုက်ရင်ဒီလန့်ရပြီအဲ့တို့ကဗာလဲဆိုတော့ခါကျအဲ့လန့်ရပြီသူ့ရဲ့ဒီဟိုကဗာလဲဆို plastering work က square feet နဲ့ area နဲ့တွက်ရမှာဆိုတော့သူ့ရဲ့ length ကဟိုဘက်ကိုသွားမယ်အလျားကြီး9280ပေဒီသူ့ရဲ့မျက်နှာပြင်ဒီ length ကကျတော့ခုနပြောတဲ့ဒီ square root ရှာတဲ့အဖြစ်ရမှာအဲ့တော့ square root ကိုတို့ဒီ Excel မှာဘယ်လိုရိုက်တယ်လဲဆိုတာလေးလုပ်ပြပေးပါမယ်အဲ့တော့ Excel file လေးဖွင့်လိုက်မယ်ဖွင့်ပြီးတော့ဒီမှာ13 bit လက်မြေတရုပ်ဖြင့်12 milli ဒုချောကင်ပေးခြင်းဆိုပြီးတော့ကောင်းစီရှိမယ်အဲ့တော့တို့ကတကယ်တမ်းဆိုရင်တော့ဘယ်လိုခေါ်မလဲlevel အညီ wall နှစ်ခုသာဆိုလို့ရှိရင်တော့ပေါင်းတွက်လို့ရတယ်အခုကမညီတော့ခွဲတွက်မယ်နော်1နဲ့1နဲ့ခွဲတွက်မယ်အဲ့တော့ဒီမှာပေကတော့ lash ကအတူတူပဲ9280 9280အဲ့တော့ဒီဘက်က square root ကိုဘယ်လိုတွက်မလဲဆိုတာလေးကိုပြပေးပါမယ်အဲ့တော့တို့ကဒါလေးကိုနည်းနည်းလေးချဲလိုက်မယ်အဲ့တော့ square root ထဲနည်းလေးကညီမျှခြင်း square root က SQRT ဖြစ်ပါတယ် SQRT က square root ပါဒီမှာလည်းပေါ်လာတယ်နော်အဲ့ဒါပြီး SQRT ရိုက်ပြီးခွင်းစာထုတ်မယ်ဒါကအဲ့တော့ square root ကိုလုပ်မယ်ဘယ်ကဏ္ဍကိုလုပ်မှာလဲဆိုတော့ခုနကပြောတဲ့3ပေ3လက်မရဲ့3လက်မရဲ့နှစ်ထပ်တွေကိုပေါင်းမှာအဲ့ခါကျတော့တို့ကဘာလုပ်မလဲဆိုတော့3ပေ3က 3.25နှစ်ထပ်ကဘယ်လိုတင်ရမလဲဆိုတော့ဒီလိုဒီသင်္ကေတလေးအဲ့ဒီ data လေးကဘယ်မှာရှိသလဲဆိုလို့ရှိရင် keyboard ရဲ့ဒီဟွာပေါ့နော် function key တွေရဲ့အောက်မှာလေကဏ္ဍ key တွေရှိရမလား1 2 3 4 5 6ရှိရတဲ့ကနေပြီးတော့ကဏ္ဍ6ပေါ့နော်ကိန်းကဏ္ဍ6နားလေးမှာရှိတယ် shift ကလေးနဲ့တွဲနေရတယ်နော်အဲ့ဒါ square ဆိုတော့2တင်လိုက်မယ်ပြီးအပေါင်း3လက်မဆိုတော့0.25ပြီး shift ဟွာပေါ့နော်ဒီ square တင်မယ်နှစ်ထပ်ပြီးခွင်းပိတ်လိုက်ပြီးအဲ့ဒါလေးခောက်လိုက်လို့ရှိရင်ဒါသူ့ရဲ့နှစ်ထပ်ကိန်းရသွားပြီကျန်တဲ့3ပေလည်းအတူတူပဲဒါကကျတော့2ပေsorry ဒါ2ပေနဲ့3လက်မဖြစ်ရမှာပေါ့နော်တစ်ဖက်က2ပေ3တစ်ဖက်က3ပေ3အဲ့တော့2ပေ3ဆိုတော့ 2.25အဲဆိုတော့တစ်ခုက2.26 3. ဒါအတိအကျတွက်လိုက်တာပေါ့နော်ဟိုဘယ်လိုလဲဆိုအဆောင်လန့်ကိုအတိအကျတွက်လိုက်တော့ဒီ square feet ရမှာပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်ဒီသင်ခန်းစာလေးကိုတော့ဒီအချောကင်ခြင်းပေါ့နော်အချောကင်ခြင်းလုပ်ငန်းလေးကိုရှင်းပြရင်းနဲ့ပဲညီကုန်းချုပ်လိုက်မယ်နောက်ထပ်သင်ခန်းစာကြာမှာပဲတခြားလိုအပ်တဲ့ဒီ detail ကနေပြီးတော့မှ B ပေါ့နော် builder estimate ကိုဘယ်လိုမျိုးဒီချိတ်ဆက်မလဲဆိုတာလေးကိုပြန်ပြီးတော့မှရှင်းပြပေးပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်